Hello အားလုံးပဲမင်္ဂလာပါဒီကနေ့ပိတ်ရက်လေးမှာမုတ်ဟင်္ဂါလေးချက်စားဖြစ်ပါရှင်နောက်ပြုတ်ဖို့အရင်ဆုံးစတင်ပြီးတော့ပြင်ဆင်ပါတယ်အရာပါရှိတဲ့မုတ်ဟင်္ဂါတစ်ပွဲဖြစ်ဖို့အတွက်အရင်ဆုံးဟင်းချုံမမေးတွေနဲ့နေပါတယ်ငပြလေးထည့်ပါတယ်ဒါတော့ကျမတို့ဟင်းချက်တဲ့နေရာလေးရှိတဲ့ view ပါနောက်လုံးပါတယ်ဒါကျမဝင်ရှုပ်တယ်ပေါ့နော်အဲစပုံတန်ယူကျမတို့ဘာမှမလုပ်ကြပါဘူးဝင်ရှုပ်တော့တလိုက်နဲ့စက်တုံဖြူချင်းနောက်ပြီးရင်စပလင်တွေကိုအဲ့လိုမျိုးလုပ်စင်ရတဲ့အကြောင်းရတော့ကျမတို့မပလန်တာမရှိပါဘူးနောက်ပြီးတော့ကျမတို့ငါးရက်စုံလည်းမရှိပါဘူးအဲ့ဒါကြောင့်မို့လို့အဲ့လိုနော်ဆင်ရတယ်အဲ့လိုဖြူလေးတစ်ဖြက်နောက်ဆုံးမှာတော့အရာသာရှိတဲ့မဟင်္ဂါဟီလေးရပါပြီစားဖို့ပြင်ဆင်ပါပြီဒီနေ့ဈေးထဲမှာအကြော်မရခဲ့ဘူးအကြော်မရတော့ဒီအကြော်မပါဘူး plain လေးပဲညတိမို့လေးနဲ့ထည့်ကြိတ်မယ်စားပါပြီကျမတို့အဲ့ချင်းရတော့မျက်နှာလေးကပြုံးထားတယ်ပေါ့နော်အဲ့မတိုင်ကန်းနှစ်ယောက်ပတ်သက်နေကြတာစောင့်ကြည့်ပေးလို့ကျေးဇူးပါ